ERO တွေဆိုတာသူကသီးခြားနိုင်ငံသီးခြားပြည်နယ်ဘက်ကိုရွေ့နေတာဖြစ်တယ်ဒါကြောင့်မို့ငါတို့ပြည်သူတွေမိအေးနှခါနာမဖြစ်ဖို့အတွက်တော်နိုင်အစပိုင်းကလိုမျိုးကျမတို့ပြည်သူတွေကိုမလက်စားနိုင်ဖို့အတွက်အခုတည်းကကျမတို့ကြစ်လိုက်ရမယ်စုစည်းရမယ်အစကောင်းမှအနောက်သိချမယ်အားလုံးပဲမင်္ဂလာပါစုံစင်ဖာ channel ကနေကြိုဆိုပါရစေကျွန်တော်ရဲ့ channel ဟာနေ့စဉ်ဖြစ်ပေါ်နေတဲ့သတင်းထူးတွေကိုတင်ဆက်ပေးမှာမို့ like and subscribe လေးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်အခုဒီညဗာလဲအဲ့ဒီတပ်ပေါင်းစုဖွဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နောက်အဲ့အကြောင်းတွေပြောမယ်ပြီးတော့ကျမတို့လူချင်းတဲ့တပ်ပေါင်းစုကကျမတို့ပြည်သူတွေလူချင်းတဲ့တပ်ပေါင်းစုကတစင်ထောင်တဲ့တပ်ပေါင်းစုမဟုတ်ပါဘူးအားလုံးစီဦးစီတစ်ခုဒီအောက်မှာသွားရမှာဖြစ်ပါတယ်ဒါကြောင့်မို့တခြားဘာမှစေစေဝေးတွေးစရာမလိုဘူးเนาะပြည်သူအတွက်လှုပ်ပေးတယ်ဆိုရင်တပ်ပေါင်းစုတွေမှာဝင်နိုင်ရမယ်တပ်ပေါင်းစုမဖြစ်ပဲနဲ့အဲ့ဒီလိုမျိုးကျမတို့9နှစ်လုံးကျမတို့ကြုံခဲ့ရပြီဟိုအဖွဲ့ကိုယုံကြည်လို့ပေါင်းစုတိုက်မှာပဲဆိုပြီးတော့ကျမတို့တွေကူညီထောက်ပံ့ခဲ့တယ်ဒီအဖွဲ့ကိုနော်ဒီအဖွဲ့ကိုလည်းကူဟိုအဖွဲ့ကိုလည်းကူအားရပိုင်းအားလုံးပြန်ကျဲပြီးတော့ကူညီလိုက်တာနောက်ဆိုတော့ကျမတို့ပြည်သူအတွက်ဘာမှမဖြစ်လာဘူးနော်ဒါကြောင့်မို့ဒီတစ်ခါကျမတို့ပြည်သူတွေရဲ့ပြည်သူတွေရဲ့ဖိအားကိုပေးရမယ်ကျမတို့မိအေးနှခါနာမဖြစ်ချင်တော့ဘူးတော်လန်ရေးကြားလေနော်ကျမတို့ပြည်သူတွေပို့ပြီးတော့အထိနာလေပဲကျမတို့ပြည်သူတွေကပဲပို့ပြီးတော့နော်ထိခိုက်တာပါပို့ပြီးတော့ဒုက္ခရောက်နေတာပါပြည်သူတို့အဓိကတော့ပြည်သူတို့ရဲ့ထောက်ပို့မှုစုစည်းဖို့လိုတယ်ဟိုအဖွဲ့ကလည်းနော်ဟိုအဖွဲ့ကလည်းတောင်းပြီးထွက်တော့တော်လန်ရေးအစပိုင်းကလိုမျိုးလှုပ်လို့မရတော့ဘူးကျမတို့တော်လန်ရဲ့အမြန်ပြီးချင်တယ်ဆိုရင်တစုတစ်ဖွဲ့တည်းဖြစ်ရမယ်အထူးသဖြင့်နေပြည်တော်ကိုတိုက်မဲ့နော်အထူးသဖြင့်ဒီတိုင်းရင်းသားတွေနော်တိုင်းသားတွေဒေသတွေမှာအရေးမကြီးတော့ဘူးကျမတို့သိလိုက်ပြီကျမတို့ပြည်သူတွေသိလိုက်ပြီတိုင်းရင်းသားတွေဆိုတာသူတို့မှနော်အခုသူတို့မှနေမြေစိုးမိုးမှုစီပြီးလက်နက်တွေရှိပြီဆိုတော့သူတို့ကကျမတို့ပြည်သူတွေကိုနော်ဂယုမဆိုင်တော့ဘူးဒါကြောင့်မလို့သူတို့ကပထွေးပြောမှဆိုကျမတို့အခုတိုက်နေတာစနစ်နှစ်ခုပဲရှိတယ်အာနာစင်နဲ့ပြည်သူနှစ်ဖက်ပဲရှိတယ်ကြိုက်တာရွေးဟိုလိုဒီလိုမလုံးနဲ့တရုတ်ပဲလိုက်တရုတ်ပဲသွားနော်ကျမတို့ဒီမိုကရေစီပဲလိုက်ဒီမိုကရေစီပဲသွားအဲ့လိုမျိုးနှစ်ဖက်ပဲရှိတယ်ခဏနေတော့ရှယ်လောက်အောင်မယ်အကောင့်ရတယ်နော်ခဏဟိုအကောင့်လည်းဝင်လို့မရတော့ဝိုင်းဆက်ပြပါဦးပြည်သူတို့မြောက်ဒီကြဖျက်မှသည့်ဖျားသုံးစုမျိုးတို့လူအင်အား2000ကျော် DKB ဌာနချုပ်ထိလောင်ကြီးတကုံရောက်ရှိနေပါကြောင်းသတင်းကောင်းကြားသိရပါတယ်အဲ့ဒါပြောတာပေါ့သူတို့ပထွေးအေးစစ်ပဲလာသွားတယ်မင်းလက်ပံကိုလာသွားတယ်တရုတ်နော်တရုတ်ကြားဖျက်အယောက်2000ကိုခေါ်သွားမယ်လို့ပြောတယ်အဲ့ဒီဖွဲ့ပဲလားနော်ပြောချင်တာကအခုကျမတို့နိုင်ငံကတရုတ်နိုင်ငံဖြစ်သွားပြီလားဘာလို့တရုတ်ကိုနော်တရုတ်မှဖိအားမပေးကြတာလဲအထူးဖြစ်တိုင်းရင်းသား ERO တွေကသူတို့အခုကိုပြည်နယ်ကိုနော်မအေးလို့ကဘုံကျဲပြီးတော့ပြည်သူလူထုကိုသတ်ဖြတ်နေတာဘာလို့သူတို့ပထွေးတရုတ်ကိုဖိအားမပေးကြတာလဲဘာလို့သူတို့ပထွေးတရုတ်ကိုမတောင်းဆိုကြတာလဲ
အခုတပ်ပေါင်းစုဖြစ်သွားပြီတပ်ပေါင်းစုသွားပြီအာရပါရဝန်ပါတေညာပြီးတော့နော်ဝန်ပါဟိုဘယ်လိုပြောမလဲအဲ့ဒီအာရပါရတပ်ပေါင်းစုပူပေါင်းသွားပြီဆိုပြီးတော့သူဟာသူတို့ဒစင်ထောင်ပြီးတော့နော်ဝန်ပါအာရပြောပြီးတော့တေညာနေတာဒီဖတ်အုပ်စုကပဲရှိတယ်အဲ့ဒါဆိုတော့ဒီအခု16ဘွဲကလည်းဖတ်အုပ်စုကပဲဥဆောင်နေတာကျမတို့တော်လန်ရေးကစစ်ရေးတစ်မျိုးတည်းသွားလို့မရဘူးနော်ဖိုင်ရေးတမန်ရေးနိုင်ငံရေးနဲ့ပါရတယ်ဘာဖြစ်လို့မအေလို့ကိုကြောထောက်နောက်ခံပြုတ်ထားတဲ့ပြည်မနိုင်ငံကပြည်ပနိုင်ငံကနော်နိုင်ငံတော်နိုင်ငံ3-4နိုင်ငံကပါဝင်ပူးပေါင်းနေလို့ကျမတို့နိုင်ငံရေးကိုလစ်လူရှုလို့မရဘူးဒါကြောင့်မလို့နော်မင်းတို့အိုးအဖွဲဘလောက်ပဲ16ဖွဲနဲ့အဖွဲ20လားအဖွဲ50လားမင်းတို့ဘလောက်ပဲဖွဲNUG ရဲ့ COC အောက်ကနေပဲသွားရမယ် NUG ကအခုနိုင်ငံတကာကိုထိုးဖောက်နိုင်ပြီထိုးဖောက်နိုင်လို့စစ်ရေးမှာတပ်ပေါင်းစုမဖွဲနိုင်တာပဲလို့တော့တယ်အဲ့ဒါကိုမင်းတို့ကဟိုတလူငါတမင်းလုံနေလို့မရဘူးERO တွေရိုးသားကြပါNUG အောက်ကိုမပူးပေါင်းခိုင်းပဲနဲ့သူတို့ကစီးချလက်နဲ့တွေထောက်ပံ့ပြီးတော့ NUG နဲ့ PDF NUG နဲ့တော်လန်ရေးလက်နဲ့ကင်သမားတွေကိုခွဲခြားနေတယ်မင်းတို့လက်စားလို့မရတော့ဘူးဒါ88မဟုတ်ဘူး88တုန်းကလိုမျိုးဘဟိုအစိုးရကိုမင်းတို့အင်အားချိနဲ့အောင်လုပ်ပြီးတော့ပြိုလဲသွားလို့ရှိရင်မအေလို့မင်းအောင်နိုင်ပဲအနိုင်ရသွားမှာဒါကိုအခွင့်ကောင်းယူပြီးတော့တရုတ်အလိုကြတရုတ်ဝါဒ ERO ရဲ့ view ဟာနဲ့ ERO ရဲ့ပလိရနဲ့မင်းတို့ကငါတို့တော်လန်ရေးကိုပြိုကွဲအောင်လုပ်နေတာအလဲလဲအကွဲကွဲတော်လန်ရေးကြမ်းကြအောင်လုပ်နေတာအခုကျမတို့နိုင်ငံကပြည်ထောင်စုနိုင်ငံအလဲလဲအကွဲကွဲဖြစ်သွားအောင်အဓိကဥဆောင်နေတာချီနာလို့ခေါ်တဲ့နင်တို့ရဲ့ပထွေးတရုတ်ကပါဝင်နေတာဖိဘယ်လိုပြောမလဲဝေလျှောက်နေတာဖြစ်တယ်ဝိုင်းဆက်ပေးပါဦးနော်ပြန်တော့ဆက်လိုက်မိတယ်ခဏလေးအခုတော်လန်ရေးဘာလို့ကြန့်ကြာနေတာလဲတရားဝင်စုပ်လို့လေဒါကြောင့်မလို့တိုင်းရင်သားEROတွေမင်းတို့ပြသားသားရက်တည်ကြပါတရုတ်ဘက်ကိုရိမ့်မလားဒီမိုကရေစီပြည်သူဘက်ကိုရိမ့်မလားနလမ်းမရှိတယ်ဟိုဗျူဟာဒီဗျူဟာတွေမင်းတို့လောက်မနေနဲ့သူတို့ကဒီတယောက်အကျိုက်သူတို့ပထွေးအကျိုက်သူတို့လှုပ်နေတာဒါဆိုရင်အခု ERO တွေသွားနေတာဒီ face state ကိုသွားနေတာပြီသူတို့တိုင်းရင်းသား ERO တွေဆိုတာသူတို့ကသီးခြားနိုင်ငံသီးခြားပြည်နဲ့ဘက်ကိုရွေ့နေတာဖြစ်တယ်ဒါကြောင့်မို့ငါတို့ပြည်သူတွေမိအင်းနှခါနာမဖြစ်ဖို့အတွက်တော်နိုင်ရဲ့အစပိုင်းကလိုမျိုးကျမတို့ပြည်သူတွေကိုမလက်စားနိုင်ဖို့အတွက်အခုတည်းကကျမတို့ကြစ်လိုက်ရမယ်စုစည်းရမယ်
အစကောင်းမှအနောက်သိချမင်းမင်းတို့တပ်ပေါင်းစုဖွဲ့တဲ့ပြောပြီးတော့နူဂျီ CRPH PDF ကိုမပါလို့ရှိရင်ဒါမင်းတို့တပ်ပေါင်းစုဖွဲ့မဟုတ်ဘူးမင်းတို့သီးခြားဒစင်ထောင်းနေတာပြည်သူလူထုကိုမင်းတို့လက်မခံတာဖြစ်တယ်အခုကြည့်လိုက်နော်နူဂျီကလည်းအခုစက်ကိုဘွဲကသီးခြားရပ်တည်ပြီးတော့နော်